ညအိမ်မြောင်ဆောက်ထိုးရင်းနဲ့ဘာဖြစ်တယ်လဲတဲ့ဟုတ်ကဲ့အိမ်မြောင်ဆောက်ထိုးတာတော့မျိုးစုံရှိတယ်ပေါ့နော်မျိုးစုံဘယ်လိုလဲဆိုတော့ညပိုင်းမှာပေါ့အိမ်မြောင်ဆောက်တော့မိမိရဲ့အိမ်ရှိဘက်ကထိုးတာလားတော့မိမိဖျားဝတ်ပြုတဲ့အချိန်မှာပေါ့နော်ဖျားဝတ်ပြုတဲ့အချိန်မှာအိမ်မြောင်ဆောက်ထိုးတာလားတော့မိမိရဲ့ပေါ့နော်ဒီမိဖို့ကြောင့်မှာအိမ်မြောင်ဆောက်ထိုးတာလားပေါ့မိမိအိတ်တဲ့အိမ်ရမှာအိမ်မြောင်ဆောက်ထိုးတာလားအိမ်နာမှာအိမ်မြောင်ဆောက်ထိုးတာလားဆိုမျိုးစုံရှိတယ်ပေါ့နော်မိမိဖျားဝတ်ပြုပြီးတဲ့အခါမှာအိမ်မှာဆုပ်ထိုးတာကတော့ဒီအိမ်မှာရှိတဲ့ပေါ့နော်အိမ်ဆောင်တဲ့တွေအိမ်မှာရှိတဲ့ပုဂ္ဂိုလ်တွေပြီးတော့အဆောက်အအုံတွေကကျင်းတတ်တယ်ပေါ့နော်ကျင်းတတ်တယ်သူတို့တော့ဟိုဝမ်းမြောက်ဝမ်းသာတယ်ပေါ့နော်ဝမ်းမြောက်တယ်ဖြစ်တဲ့ကြောင့်တာတုမောဒရာခေါ်တာပေါ့နော်တာတုမောခေါ်ပြီးတော့သူကပေါ့နော်အိမ်မှာဆုပ်ထိုးပြီးတာပေါ့နော်အဲ့ချိန်တိုင်းဘာဖြစ်လဲစီးပွားလက်လာပါကြီးပွင့်မယ်ငွေကြေးလက်လာပါကြီးပွင့်မယ်နော်ပြီးတော့လုပ်ငန်းကိစ္စလေးတွေအောင်မြင်မယ်မမီရဲ့အင်ရှိတဲ့ကနေအိမ်မှာဆုပ်ထိုးရဆိုရင်တော့မမီရှိကိုကောင်းတဲ့သတင်းတွေလာမယ်ကောင်းကျိုးတွေလာမယ်ပေါ့နော်ကောင်းကျိုးတွေလာမယ်ပေါ့နော်ကောင်းတဲ့ဟာတွေလာမယ်အကယ်လို့မမီရဲ့ဒီဘီဘိုကြောင့်မှအိမ်မှာဆုပ်ထိုးရဆိုရင်စားတဲ့ခါတွေပေါ်များမယ်တို့သမျှကန်သမျှအားလေးအောင်မြင်မယ်အဲ့ဒါမဟုတ်ပဲမမီရဲ့အိတ်တဲ့အိမ်ရမှာအိမ်မှာဆုပ်ထိုးရဆိုရင်တော့အိမ်မက်ကောင်းနေမှတ်မယ်ပေါ့နော်အိမ်မက်ကောင်းနေမှတ်မယ်သတင်းကောင်းလေးတွေကြားရမယ်ပေါ့နော်သတင်းကောင်းတွေကြားရမယ်ပြီးတော့မမီပေါ့နော်ဟိုစိတ်ကြံသမျှလေးတွေရရှိမယ်ပေါ့နော်အိမ်သားမှာအိမ်မှာဆော့ထိုးတယ်ဆိုရင်တော့ဟိုနော်ဒီအညံလေးတွေပြေပြောက်မယ်ပေါ့နော်ပြေပြောက်မယ်အဲ့ဒါမှမဟုတ်ဘဲနဲ့ပေါ့အိမ်မှာဆော့ထိုးတာကပေါ့နော်ဒီအဲ့ဘက်ကထိုးတာမဟုတ်ဘဲနဲ့ပေါ့ညဘက်ကိုပေါ့နော်ညတကောင်ကျော်မှာပေါ့နော်ညတကောင်ကျော်ဒီမှာ12နာရီလောက်ပေါ့နော်အဲ့လိုထိုးတယ်ဆိုရင်တော့ဒီမကောင်းတဲ့ပရတွေမကောင်းတဲ့အရာလေးတွေပေါ့နော်မကောင်းတဲ့အရာလေးတွေနှောက်ယှက်ခြင်းခံရတယ်တဲ့နော်ခံရတယ်အဲ့ဒါမျိုးတကောင်ရဲမှာထိုးရဆိုရင်တော့ဆုပ်ထိုးရဆိုတော့ဒီနှက်ကောင်းတဲ့မြက်တွေရောက်ရှိလာတာမျိုးတွေကြုံရတယ်ပေါ့နှက်ကောင်းတဲ့မြက်တွေပုတ်ပုတ်ပိုင်းတွေရောက်ရှိလာမျိုးကြုံရတယ်ပေါ့နော်အဲ့ဒါမဟုတ်ပဲねမိမိရဲ့အိမ်ခေါင်တက်မှာပေါ့နော်အိမ်ခေါင်တက်မှာညပိုင်းအိမ်များဆောက်ထိုးတယ်ပေါ့နော်ဆုပ်ထိုးရကကိုကဘာသာရေးလည်းမလုပ်ဘူးဘာသာရေးလည်းမလုပ်ဘူးပေါ့နော်ဘာသာရေးလည်းမလုပ်ဘူးပေါ့နော်ဟိုပြီးတော့ဘာသာရေးလည်းမေ့နေတယ်ပြီးတော့ဒီပေါ့နော်ဒီတောက်စားမှုရစ်တဲ့လူမျိုးဆိုရင်တော့ဘောနော်ဒီဟာကကျတော့မိမိတွေကံကောင်းခြင်းတွေကပြပြသွားပြီးမကောင်းခြင်းတွေလာမှာရေးတယ်နော်အိမ်မှာဆော့ထိုးရဟာပေါ့နော်ဆိုတော့ဒီခုမေးထားတဲ့ဒီညီမလေးလားမောင်လေးလားမသိနော်ဆမအကောင့်ထဲတော့ဝင်မကြည့်နေသေးဘူးနော်ညအိမ်မှာဆော့ထိုးပြီးဘာဖြစ်လဲဆိုတော့ဆမခုနပြောတဲ့အချက်လက်လေးနဲ့ဘယ်မှာဟိုပေါ့နော်ဒီနေရာမှာမိမိကိုအိမ်မှာဆော့ထိုးတာလဲပေါ့နော်မိမိကဘာသာရေးလေးပို့လို့ဆမပြောချင်တာတော့လေအိမ်မှာဆော့ထိုးလာပြီဆိုရင်ဘာသာရေးပို့လို့ပြီးဘာသာရေးပို့လုပ်ပြီးတဲ့ခါကျရင်ပြီးတော့ခါကျတော့လေအိမ်မှာရှိတဲ့ပုံကိုပေါင်းနေအိမ်မှာရှိတဲ့အဆောက်ရှော့ပုံကိုပေါင်းကိုကျွန်တော်မြစ်တာဖို့အမြောက်ပြီးပါဆိုသူတို့ပါအမြောက်ကိုပြီးနော်တိတတာမိစီးပွားရေးတွေအဆင်ပြေမယ်စီးပွားရေးတွေအောင်မြင်ပါမယ်ရှင်နော်ဟုတ်ကဲ့လူဝါဆန္ဒကိုမတောင်းမတမကြောက်မကြပြေဆုံးပါစေငွေလက်တွေလည်းပွင့်ပါစေဒီပါအားလုံးလည်းပြင်းနေပါစေကျွန်မဆမဆုံးမြင်မှုပြင်ပါ